ထားတာကိုတွေ့ရတယ်ဗျာ13 18 17 ဒီတော့ရှောက်ကောက်ထားတာပါဗျာရတာတက်လာတဲ့ကစားသမားတွေရဲ့ကျွန်တော်တို့စနူကာဝါနာရှင်တွေကိုပေးတဲ့ရတာကောင်းပါဗျာကျွန်တော်စီစဉ်တင်ဆက်နေတော့မှာပဲကျွန်တော်တို့ဘတ်ရှော့နိုင်ရဲ့ဒုတိယမြောက်ဖြူကတပွဲနိုင်ရရှိထားပါတယ်23 31 Cut.35မှတ်အောင်ဖြိုးက36မှတ်ပါဗျာ
36. $67. One. ပြီးသွားတဲ့6ပွဲမှာတော့ကျွန်တော်တို့ဂျွန်လိုင်းက4ပွဲဟောပါဗျာလွန်ပါတယ်ဗျာကျွန်တော်တို့အဝေးPlay.